ဆင်သူအားလုံးပဲမင်္ဂလာပါ Audio Book ပိုင်ဆက်မှာကြိုဆိုပါရစေ။လင်္ကာဒီပစာအုပ်တိုက်ကထုတ်ဝေပြီးဆရာချစ်ဦးညိုရေးသားထားတဲ့နှင်းကေတရားချစ်တဲ့သူရဲ့ကအပိုင်း15ကိုတင်ဆက်ပေးပါတော့မယ်။မော်တော်ရင်မြင်တော့အရှိဘက်ခြိုက်ဝမ်းမှပန်းကင်းလေးနဲ့တဲအိမ်ကိုမွေကေတာတန်းတလွမ်းဆွမိသည်။အချိန်ကာလကိုပိုင်ဆိုးနိုင်သူသာဖြစ်ပါမှုပစ္စုပန်ကိုချိုးဖြတ်၍အတိတ်စီသို့ပြန်သွားခြင်းသည်ဟိုတုန်းကလိုပင်ပန်းတယ်မလေးမွေကေတာအဖြစ်ယူသားအေးချမ်းသောဘဝငယ်တစ်ခုအတွင်း၌သာနေခြင်းသည်ကမ္ဘာလောကချင်းချင်းလေးတစ်ခုကိုတိဆောက်ပြီးခန္ဓာကြီးကျယ်မှုမှန်သမျှမလာရပါဟုသောစာတန်းထိုး၍ပန်းဆိုင်တဲဤတကားဝါ၌ချိတ်ထားခြင်းသည်ကျင်းမြောင်းသောထိုကမ္ဘာလောကလေးထဲ၌မွေးပြန့်သောပန်းကင်းလေးတစ်ခုမော်တော်စီဒီမှဆဲလဲတံပန်းရောက်သည့်ရိုင်နှဲ့စပွဲခုံပြီးတော့ပန်းအကြောင်းနဲ့မော်တော်စီဒီအကြောင်းမှတပါအခြားစကားတို့ကိုမပြောတတ်သည့်ပန်းတယ်များယခုတော့မူအေချမ်းရိုးသားစွာနေခြင်းလွန်းသူကိုမှလောကရန်တရားကရှုပ်ထွေးခမ်းနားသောဘဝများကိုမယုံနိုင်စရာကောင်းလောက်အောင်ပေးအပ်လာခဲ့သည်ပစ္စုပန်ချိုးဖြတ်၍အတိတ်စီသို့ပြန်သွားခြင်း၍လည်းမရတော့မွေးပြန်သောပန်းကင်းလေးအလယ်မှာလည်းမနေနိုင်တော့မော်တော်စီဒီကဆဲလဲတံများကိုလည်းကြားနေနိုင်ခွင့်မရှိတော့တိုက်ကလားမြို့စားကတော့မင်းနှင်းကေတရားဘဝတွင်မွေကေတာ၏ဝင်းကျင်ဝဲရ၌ပြိုးပြက်တောက်ပြောင်သောခန္ဓာရှုပ်ထွေးသောအရာများဖြင့်အတိပြီးနေသည်ခေါင်90ဆန်အိမ်တော်၏ရွှေရောင်ဝင်းသောအဆောင်ဆောင်အခန်းခန်းတို့ဝဲမင်းနှင်းကေတရား၏အမိန့်ကိုအစင်သင့်စောင့်ကြိုနေသည့်ကိုလုတ်တော်များရှိနေသည်အထူးထူးသောခဲပွဲပေါ်စဉ်များဝတ်စားတစားယတနာများထို့နောက်အမိန့်တစ်ခုခုပိုင်ဆိုးသောမြို့စားကတော့မင်းနှင်းကေတရား၏အဆောင်အယောင်များမွေကေတာ၏ဘဝကိုအစအဆုံးသိထားသောအတော်ကုန်းနှင့်လည်းမစုံစည်းနိုင်တော့အတော်ကုန်းသည်လည်းဟိုတုန်းကလိုမွေကေတာစီသို့မလာနိုင်သူရှင်ရာဇာသူ၏လူယုံတော်ငယ်ကျွန်းကြီးအဖြစ်တိုင်းရေးပြည်ရာတို့အလဲ့တွင်နှင့်မြုပ်နေတော့ပြီမွေကေတာ၏ဘဝကိုစာနာနားလည်တတ်သောမင်းကန်စီလည်းမရှိတော့ပြီပြည်စုံကုံလုံးချင်းတို့အလဲ့၌မွေကေတာနားခိုရာမရှိတော့ပြီလားကျေဝချမ်းသာခြင်းတို့၏အလဲ့၌မွေကေတာဆင်းရဲညှိုးငယ်ရပြီလားကိုဘာကိုလိုချင်သလဲဟူ၍ပင်မစင်းစားတတ်နိုင်အောင်ရှိရတော့သည်ဆိုင်အိမ်တော်၏ဖျားเจ้าဆောင်တို့ဝင်ရသည့်အခါများတွင်မူရင်ထဲကမသိနိုင်စွမ်းသည့်ဝေဒနာတို့အတော်အတန်တတ်တာလျော့ပါသွားသည်ဟုဆိုနိုင်သည်ကိုယ်တိုင်ဆိုင်သောပန်းတို့ကိုကိုယ်တိုင်မွမ်းမံပြင်ဆင်၍ရုပ်ပွားတော်ရှိတွင်ကတ်လူပူဇော်ရခြင်းသည်လည်းအတိုင်းမသိတော့ကြည်နူးစရာတစ်ခုဖြစ်သည်လွင့်ပြန်သောစိတ်တို့ကိုစောက်တည်နိုင်ခြင်းကစိတ်ပတိနှင့်ထိမ့်ချုပ်တော်လဲဖျားเจ้าဆောင်မှထွက်လာတဲ့စောက်တီယာတို့ပြိုပြက်ရပြန်သည်ထီချင်း၅ပါးဖြင့်ရုပ်ပွားတော်တို့ရှိ၌ရှိခိုးကြော့ပြီးသည်အစုံမွေကေတာတောင်းမိသောစုမှလည်းတခုသည်သာအဝိဇ္ဇာဖုံသောတောင်းစုဟုဆိုခြင်းလဲဆိုကြစေတော့တန်တရားကိုရှည်လျားစေတတ်သည့်တောင်းစုဟုလိုလဲဆိုကြစေတော့ယင်းထဲကတကယ်လွန်အင်းဆန္ဒအတိုင်းဆုတောင်းမိခြင်းချစ်တော်သူနှင့်ကြွေကွင်းဆင်းရဲရခြင်းဒုက္ခမှနောင်ဘဝဆက်တိုင်းလွတ်ကင်းရပါလို့၏အရှင်ဖေဟာအကြိမ်ကြိမ်အခါခါဤသို့ဆုတောင်းမိသောအခါဤဆင်းရဲဒုက္ခနှင့်တွဲဖက်နေသောအခြားဆင်းရဲဒုက္ခကိုလည်းတတိယလာသည်မချစ်မနစ်သက်သူနှင့်အတူနေရခြင်းဆင်းရဲဒုက္ခမျက်တောင်တို့ကိုကြိမ်ဖန်များစွာပုတ်ခတ်လျက်စဉ်းစားမိသည်ချစ်တော်သူနှင့်ကြွေကွင်းရခြင်းဆင်းရဲဒုက္ခကိုတော့မွေကေတာခံစားရပြီးမချစ်မနစ်သောသူနှင့်အတူနေရခြင်းဆင်းရဲဒုက္ခကိုမူကားခံစားတွေ့ကြုံနေရသည်တဲ့လားမချစ်မနစ်သက်သူနှင့်အတူနေရခြင်းတမှုလကုန်းအိမ်နဲ့အတူနေရခြင်းသည်ဆင်းရဲခြင်းဒုက္ခတပါးပေလားအိုးဒီလိုတော့မဟုတ်ပါဘူးလေရဲရင်ကြမ်းတမ်းသောတမှုလကုန်းအိမ်၏အဆက်အဆန်အပြောအဆိုများကိုမွေကေတာတစ်ခုစီမြင်အောင်ကြည့်သည်စိတ်နှလုံးညှိုးချုံသွားစေအောင်အထိသူ့အဆက်အဆန်အပြောအဆိုတွေမှားယွင်းခဲ့သလားအိုးသူဒီလိုမဟုတ်ရှာပါဘူးတွေးမိနေတိုင်းမွေကေတာတစ်ခုတည်းသောအဖြစ်ကိုသာရခဲ့သည်တကယ်မူတက်မှုလကုန်းအိမ်အတွက်မိမိသည်သူရှင်အမိန့်တော်ဖြင့်ရထားသောကတော်မယားတယောက်တနည်းအားဖြင့်မညာမတာတန်းဆိုပါကမိမိသည်သူရှင်ရာဇာသူတွေကတက်မှုလကုန်းအိမ်ကိုချီးမြှင့်ပေးသနာသည့်ပနာလက်ဆောင်တို့အနက်မှတခုသောပနာလက်ဆောင်ခေါင်90ဆန်အိမ်တော်တိုက်ကလားမြို့လကုန်းအိမ်ဟုသောရွှေနဖူးစည်းပွဲတို့သည်တတ်မဲ့ပနာလက်ဆောင်မင်းနှင်းကေတရားဟုခေါ်သောမိမိသည်တက်ရှိပနာလက်ဆောင်
မိမိသည်တက်မှု၎င်းအိမ်ပိုင်ဆိုင်သည့်ပစ္စည်းတစ်ခုသို့သောခတ်ထန်ကြမ်းကြုတ်သည်ဟုအဆိုရှိသောတက်မှုထံတွင်ခတ်ထန်ကြမ်းကြုတ်သည့်အရာကိုမွေကေသာတခါမျှမတွေ့မကြုံဘူးသည်မှအမှန်ဖြစ်သည်ပြောကြစရန်ဆိုလျင်တက်မှုတွင်ခတ်ထန်ကြမ်းကြုတ်မှုမရှိရိုင်းဆိုင်ရိုးသားမှုတော့ရှိသည်ပြီးတော့သူရဲကောင်းယောက်ျားရဲ့မာကြီးတန်လျက်အမိ၏ရင်ခွင်ပျောက်ဆုံးရသောကလေးငယ်လိုဝမ်းပတ်တနဲ့ရှိတတ်သည့်စိတ်ဓာတ်မျိုးကိုလည်းတွေ့နေရသည်တက်မှုသည်သူ့လက်ခုပ်ထဲကရေအဖြစ်မိမိကိုမှောက်လို့မှောက်သွန်လို့သွန်ပြုတ်ဖို့ဝေးစွာမိမိအားတလေးတစားတခါတရံတအားတကိုးဆက်ဆံနေတတ်သည်ထို့ကြောင့်တက်မှု၎င်းအိမ်နှင့်ကတော်မယားဖြစ်ရခြင်းဘဝသည်မချစ်မနစ်သက်သူနှင့်အတူနေရခြင်းဆင်းရဲဒုက္ခလုံးဝမဟုတ်ဟုမွေကေသာရဲဝံ့စွာဆိုနိုင်သည်သို့သောမိမိကိုမိမိပင်ပြန်လည်ရှက်ရွံ့စွာတွေးမိသည်မြို့သားနှင့်မြို့သားကတော်အဖြစ်ရပ်ပေါင်းများစွာဖြစ်တည်ခဲ့ကြရတော့လဲအကျဉ်လင်မယားအဖြစ်ကိုထားပြီးအမှုအရာဖြင့်နှုတ်ထွက်စကားများပင်ချစ်ခင်သူတို့ဘဝမရောက်ခဲ့ဆက်အိမ်တော်သို့ဧည့်သည်များလာရောက်ကြသည့်အခါမျိုးတွင်တက်မှုသည်တရင်တနည်းပိုင်စိုးပိုင်နှင့်ဆက်ဆံတတ်တော်လဲနှစ်ယောက်တည်းရှိသောအချိန်များတွင်ကနေနေညညမဟုသူ့အသွင်တို့ကတစိမ့်တရံဆန်လာပြီးခြင်းဒါပေမဲ့တခါတော့မူတက်မှု၏အကြည့်များသည်မွေကေတာမနေတတ်နိုင်လောက်အောင်စူးစူးရဲရဲနိုင်လွန်သည်စကားတစ်လုံးမဆိုအယေတစ်ချက်မပြပဲထူးဆန်းစွာငင်းငိုင်ကြည့်နေတတ်သည်မွေကေတာရင်ဖိုရသည်အမောင်စောတံမောင်၏မျက်လုံးညူကြီးများကိုတတိယမိသွားတတ်သည်အထူးသဖြင့်ကြောပြင်ကဒဏ်ရာညဘက်တွင်ကြိုက်ခဲနာကျင်လာပြီးချစ်တောက်အောင်ဖျားသောအခါမျိုးတွင်တက်မှုသည်ကလေးငယ်တယောက်လိုမိမိကိုအားကိုးတကြီးရှိတတ်သည်သူ့ဆက်ရာပေါ်တွင်ကိုဖိရင်ဖိပြုစုပေးပြီးနောက်တတိလစ်ခမန်းကြောင်ကရန်းတွေပြောရင်းနှင်းကေတရားရဲ့ဟုလိုက်လဲစွာမြည်တမ်းတတ်သည်ပြီးတော့မိချောင်းဆောင်းကိုတီးခိုင်းတေးဆိုခိုင်းပြီးငြိမ်သက်လေးနက်စွာဖြင့်နားထောင်တတ်ပြန်သည်ထိုအချိန်မျိုးတွင်သူ့ရင်ထဲဘာရှိနေမည်ကိုမွေကေသာမသိသူ့နှင်းပန်းခိုင်ပဲရှိနေမည်လားအိုးသူ့ကိုယ်သာပြောနေရသည်ဤအချိန်မျိုးတွင်ကိုယ့်ရင်ထဲဘာရှိနေသည်ကိုလည်းမသိနိုင်ပါတကားစူစန်တဝါဝါမှန်းဆကြည့်ရလျင်မူရှက်ခြင်းကြောက်ခြင်းအားငယ်ခြင်းဝမ်းနည်းခြင်းကြေကွဲခြင်းထို့နောက်တရရိပ်ပေါ်လာတဲ့သည့်ကြည်နူးရင်ဖို့ရခြင်းစသည်တို့ပေါင်းစုံပါဝင်ကြသောထူးဆန်းသည့်ရင်ခုန်ခြင်းများဆိုင်တော်တို့မင်းနှင်းကေတရားအဖြစ်ရောက်ရှိလာရပြီးနောက်ဆိုင်တော်ဝင်းအတွင်ပန်းခင်းများတစစိုက်ပျိုးခဲ့ရမှယခုအခါပန်းပေါင်းစုံတို့ဝေစာနေသည့်တကယ်ဥယျာဉ်ကြီးအဖြစ်သို့ပင်ရောက်ရှိခဲ့ပြီးဖြစ်သည်အယောင်စုံသောပန်းတို့အနက်စုံသောပန်းတို့ဖူးပွင့်ခဲ့ကြပြီဟန်တာဝတီနိုင်ငံတော်၏အခြေအနေအရရတို့သည်လည်းအယောင်စုံအနက်စုံပန်းပွင့်များနဲ့ပြောင်းလဲဝေစာခဲ့ပြီးမွေကေတာ၏ပန်းဥယျာဉ်မှပန်းရနံ့တို့နိုင်ငံတော်အဝန်းသို့ပြန့်နှံ့မွှေးကြိမ်သွားနိုင်ခြင်းမရှိစေကမူနိုင်ငံတော်အဝန်းမှနိုင်ငံတော်ပြည်အရေး၏တည်င်းရနံ့များကတော့မွေကေတာ၏စံအိမ်တော်သို့ကူးဆက်ဖြန့်ကျန်လာသည်အဝဟန်တာဝတီနယ်စပ်ရှိကုထွက်မြို့ကိုသူရှင်သိမ့်ပိုက်သည့်အရေးကိုအကြောင်းပြု၍အဝဘယင်မင်းကြီးစွာစော်ကဲကြီးချောင်းရေချောင်းအလုံးအင်းနှင့်ခြိလာသည့်အကြောင်းသူရှင်ကလည်းတပ်မ9ခုဖြင့်စင်တက်ရေတက်ဖွဲ့၍စစ်ကြိုသည့်အကြောင်းတစ်ဖက်နှင့်တစ်ဖက်အနိုင်အရှုံးမရှိမလောက်ကြံနိုင်ကြကြောင်းဘယင်နှစ်ပါးတို့သည်ဝိပရိတ်စစ်ပွဲကိုရုပ်သိမ်း၍လက်ဆောင်ပနာအပြန်အလှန်ဆက်ကြပြီးအသီးသီးတက်နှုတ်လိုက်ကြသည့်အကြောင်းတက်မှု၎င်းအိမ်ကတာယာဝတီကျေးဆက်စစ်မြေပြင်စီမှတဝန်ရေးပို့သည်စစ်ရေးသတင်းများကိုအပြည့်အစုံရေးသည်မွေကေတာကိုသူ့လိုတက်မှုကြီးတူများမှတ်ထင်နေရသလားမသိမတ်တန်လုံး၏တဝန်ပါအကြောင်းအရာများကိုဖတ်ရသည်မှာစိတ်ရှုပ်ထွေးနောက်ကြည့်စရာစင်တက်တိုက်ပွဲများရဲလေရေချောင်းတိုက်ပွဲများကိုမွေကေတာတည်တည်ချာချာနားမလဲသို့သောတဝန်နှင့်အတူပေးပို့လိုက်သည့်လက်ဆောင်နှစ်ခုမှာမွေကေတာ၏နှလုံးလိုက်ဖို့စေသည်ကအမှန်ဖြစ်တော်သည်တစ်ခွပန်းစည်းနှင့်ပလဲသွဲတကုံတဝန်၏နောက်ဆုံးစာကြောင်းများတွင်ထိုလက်ဆောင်များအကြောင်းပါလာသည်မတ်တန်လုံး၏လက်ရည်များမှာလည်းကတော်ကမျောရေးရဟန်ဖြင့်ဖယိုဖယဲနိုင်နေသေးသည်တာယာဝတီကြီးဆက်ကတက်တွေပြန်အနှုတ်လန်ခီတောအုပ်ရှိတစ်ပင်ထက်မှတစ်ခွပန်းကိုကျုပ်စင်ထက်မှခုတ်ဖြတ်ယူခဲ့သည်နှင်းကေတရား၏ပန်းဥယျာဉ်အတွက်ဖြစ်သည်
လဲသွဲကတော့သူ့ရှင်ကကျုပ်ကိုချီးမြှင့်လိုက်တဲ့ပလဲသွဲအရေးကောင်းလာတဲ့ဖြင့်ကျုပ်လည်းနဲ့မတန်နှင်းကေတရားထံပို့လိုက်သည်မွေကေတာပြုံးမိသည်ကျင်းစဲနှကမ်းမွေးနှင့်လေးတောင်ကျမျက်နာကိုလည်းမြင်အောင်မိသည်ကျုပ်ကြောကုန်းကဒဏ်ရာကအကဲမသေးသည်ညှင့်ဘက်တွင်နာသည်နှင်းကေတရားကျမ်းမာအောင်ဂယုစိုက်ပါလေတဝန်းသည်တုံးတီတီဖြင့်ဆုံးသွားလေသည်လိုက်ခုံသောရင်အုံ၌တဝင်းကိုပွေဖက်ဖိကပ်ပြီးမှရုတ်တရက်ရှက်စနိုးဖြင့်ပြန်သိမ်းလိုက်မိသည်ထို့နောက်တပြေညိုတို့ကိုခူး၍ဖျားเจ้าဆောင်တို့ဝင်သည်စစ်ထွက်ယောက်ျားအတွက်မိမသားတို့အပြုနိုင်စွမ်းသောအလုပ်ကိုပင်လုပ်ရတော့မည်အဖြစ်တစ်နှစ်တို့ပို၍လင်းမြန်စွာပြောင်းလဲဖြစ်ပြလာကြသည်တာမန်အားဖြင့်မူမပြောပလာဟုဆိုကြမည်ဖြစ်တော်လဲမွေကေတာအတွက်မူရင်ဖိုထိတ်လန့်ရသောဖြစ်ရများပင်သူရှင်သည်ပိယရာဇာဒေဝီနှင့်ဗိသိက်ခံယူသည်တကုံသူစီတယ်မှမှွေမနှိတ်ထံသို့သူရှင်၏အချစ်တို့အပီးအပိုင်ရိမ့်ညွတ်သွားပြီဟုသိရသောအခါမိဖုရားကြီးတလမေတော်လဲဒေါသကိုမသိမ်းဆည်းနိုင်တော့သူရှင်နှင့်တလမေတော်တို့မသိမတင်ရှိကြ၍မိဖုရားကိုအရာနှုတ်စီးစိမ်နှင့်ကြုံများကိုသိမ်းစေသည်နောက်ဆုံးတွင်ကိုကာယ၏ယောဂဒဏ်စိတ်နှလုံးတို့ပူပန်သည့်ဒဏ်များဖြင့်မိဖုရားတလမေတော်သည်ဖုံးမသိမ်နှင့်တံပရာတောက်၍မိမိကိုမိမိအဆုံးစီရင်သွားပြီဟုဝှေကေတာကြားသိရတော့သည်ယောက်ျားတို့အချစ်ကိုဝှေကေတာကြောက်ရွံ့သွားသည်မင်းယောက်ျားတို့အချစ်သူရဲကောင်းတို့အချစ်ထို့ထပ်ပို၍ထိတ်လန့်စရာသတင်းကားတလမေတော်နှင့်တင့်တော်တားတော်ဘောလောကျန်တော်သည်ခမဲတော်ရာဇာသရစ်ကိုပုံစားရန်ကြံစီသဖြင့်လက်ယုံတက်မင်းဧကောင်ပိန်အားတွားရောက်ဖမ်းဆီးစေပြီးတားတော်ဘောလောကျန်တော်ကိုကွပ်မျက်လိုက်သည်ဆိုခြင်းထိုသတင်းကိုကြားပြီးနောက်3-4 ရက်ခန့်အထိမွေကေတာဖျားเจ้าဆောင်မှမထွက်တော့မိသူကိုမြလည်းအတွေ့မခံတော့ထီရိတ်နန်းရိတ်မှအပီးအပိုင်လွတ်ကင်းနိုင်သည့်တနေရာသို့ထွက်ပြေးသွားမည်ဟုပင်ကြံစီမိသည်သို့သောမတိနိုင်စွမ်းသောအင်အားတရကဤတိုက်ကလားဆိုင်အိမ်ကိုစွန့်ခွာမသွားနိုင်အောင်ဆွဲငင်ထားပြန်လေသည်နေပြည်တော်စီကရွှေနန်းတော်စီကစစ်မြေပြင်စီကသတင်းတို့ရောက်လာတိုင်းမွေကေတာလှိုင်းပုတ်တောင်ပြင်းနဲ့အထိတ်ထိတ်အလန့်လန့်စောက်တီရာကင်းမဲ့သွားတတ်သည်သို့သောထိုတောကပြပါရတို့သည်ထူးခြားစွာပင်ကုံဆုံးသွားခဲ့ပြန်သည်မတ်တန်လုံး၏တဝန်ရောက်လာသည်တဝန်မှာမရှည်လာတော့လဲမွေကေတာအတွက်မူကြီးစွာသောစိတ်နှလုံးတို့ပြောင်းလဲခြင်းကိုဖြစ်ပေါ်စေလေသည်မကြာခင်ကမှဗိသိက်ခံယူခဲ့တဲ့မိဖုရားကြီးပိယရာဇာဒေဝီကံတော်ကုံသည်ဟန္တာဝတီနေပြည်တော်မှာယမန်နေ့ကငလျင်လှုပ်သည်ရေကြီးသည်မဟာဒေဝီလည်းအနှိမ့်စာရောက်သွားသည်မိဖုရားခေါင်မဟေတိအဖြစ်ဗိသိက်ခံခဲ့သည်မှာမကြာလာသေးသောပိယရာဇာဒေဝီကံတော်ကုံသွားခြင်းအတွက်နေပြည်တော်တွင်ငလျင်လှုပ်ရေကြီးသည့်အတွက်မွေကေတာထူးထူးခြားခြားမတုံ့လှုပ်မိတော့လဲမဟာဒေဝီအနှိမ့်စာရောက်သွားသည်ဆိုခြင်းအတွက်မူတုံလှုပ်ခြောက်ခြားမိသွားသည်မဟာဒေဝီအကြီးတော်မဟာဒေဝီမွေကေတာ၏ရိုးသားအေးချမ်းသောဘဝဟောင်းကိုကုံဆုံးစေလျက်ဒုက္ခဆင်းရဲအဖုံဖုံကြားတဲ့သို့ခေါ်ယူဆွဲသွင်းခဲ့သောမဟာဒေဝီမွေကေတာ၏နှုနယ်သောအသေးနှလုံးကိုတန်ရာအထက်ထက်ရအောင်နှိပ်စက်ကလူပြုမှုခဲ့ပေသောမဟာဒေဝီမွေကေတာမုံတီဆက်ဆုပ်လာသောမဟာဒေဝီရန်သူကြီးမဟာဒေဝီမုံတီဆက်ဆုပ်သောရန်သူကြီးမဟာဒေဝီကွယ်လွန်သွားခြင်းအတွက်မွေကေတာဝမ်းမြောက်ဝမ်းသာဖြစ်ရန်ဝေးစွာအမျိုးအမည်မသိသည့်တန်ဝေကတစ်ခုစင်ကျင်တုံတရားတစ်ခုဝင်ရောက်လာသည်မဟာဒေဝီကိုဘလောက်မုံတီးခဲ့သည်ကိုပင်ပြန်၍မမှတ်မိတော့မဟာဒေဝီသည်ပီပိရန်သူကြီးဖြစ်ခဲ့သည်ကိုပင်သတိမရမိတော့တဝန်ကိုဖတ်ပြီးချင်းဖျားเจ้าဆောင်တို့ဝင်၍မဟာဒေဝီကောင်းရာတုဂတိလာပါစေကျမပြုစုရသောကုသိုလ်ကောင်းမှုအဖို့အားအမျှအတန်းပေးဝေပါ၏ရောက်ရာဘဝမှကောင်းမှုအဖို့အမျှကိုခံယူနိုင်ပါစေတာရုခေါ်နိုင်ပါစေဟုလိုက်လဲစွာဆုတောင်းမိအမျှပေးဝေမိလေသည်မဟာဒေဝီကွယ်လွန်ခြင်းနှင့်အတူမွေကေတာ၏ရင်ထဲတွင်ရှိနေသေးသောလိုအင်ဆန္ဒတစုံတစ်ခုလည်းပျောက်သွားသလိုဖြစ်သွားသည်လေကြောင်းထဲတွင်စူးဝင်နေသည့်အယိုးမြတ်တစ်ခုကြေပြတ်သွားသည်နှင့်ဟုခံစားရသည်ထူးဆန်းစွာပင်အမောင်စောတံမုံကြဆုံးသွားခဲ့ခြင်းကိုလည်းယခုမှပင်အပီးအပိုင်အတိအမှတ်ပြုနားလည်သွားမိပြန်သည်အမောင်စောတံမုံနှင့်ဘဝချားခဲ့ပြီးမြည်သည့်အခါမျှမစုံစည်းနိုင်တော့ဟုခံစားမိရင်အမောင်အတွက်တသန်းတတဖြစ်ခဲ့ရသောလွမ်းဆွနာကျင်မှုအဆိုင်အခဲများလည်းပြတ်ကျေသွားသည်ရုတ်တရက်မူကားဘာကိုမှ
ခိုးတွယ်မိနာစရာမရှိတော့သောအပြောကျယ်သည့်စကြဝဠာခွင်ထဲသို့လွင့်စင်သွားသလိုဖြစ်သွားသည်အချစ်အမုန်းတို့အားလုံးပျောက်ကွယ်သွားသည်နှင့်သို့သောထိုတခဲနှင့်အမောင်တိုက်ထဲတွင်သေးမြင်ပါလျားသောအလင်းရောင်တန်းကလေးတစ်ခုကိုတဖြည်းဖြည်းထင်ရှားပြတ်သားစွာမြင်လာရသည်မိမိကိုယ်၌ကပင်ထိုအလင်းရှိရာသို့ချင်းကပ်လာခြင်းလားထိုအလင်းကပင်မိမိထံသို့ချင်းကပ်လာခြင်းလားဒါကိုတော့မှွေကေတာတိတိချာချာမဝေခွဲတတ်နိုင်တခုပဲရှိသည်ထိုအလင်းရောင်တန်းကလေးစီမှနှင်းကေတရားဟုသောအတန်တဲ့တဲ့ကိုကြားနေမိလေသည်သူ့နာမည်မင်းသိတ်တက်လို့ခေါ်တယ်အဝဘရင်မင်းကောင်ရဲ့ညီတော်ဘရင်မင်းကောင်ကအထင်လွဲပြီးကွမြင့်မဲ့ပြုလို့ငါစီလာခိုးလုံးတာသူရှင်၏အနီးညောင်ဆောင်တစ်ခုပေါ်တွင်ထိုင်နေသောလူတစ်ယောက်ကိုသူရှင်ကညွှန်ပြရင်းအားလုံးကြားနိုင်သည့်အတန်ဖြင့်ပြောလိုက်သည်နိုင်ရင်ပြင်တွင်အမှုအမတ်တက်မင်းအားလုံးစုံညီရှိကြသည်မတ်တန်လုံးသည်မင်းသိတ်တက်ဆိုသူကိုမြင်နိုင်ရန်ရှေ့မှကွယ်နေသောသူများထံမှကြော်လျက်လှမ်းကြည့်သည်မရေမပြုံးသောမျက်နှာဖြင့်မလုံမရှားထိုင်နေသူကိုတွေ့ရသည်အသားအနှဲငယ်ညှို့သိအောင်ရှိ၍ကိုခန္ဓာကြက်လက်တန်ဆွမ်းဟန်ရှိသည်အဝနဲ့ပကံသားတို့မညီညွတ်ကြဘူးတဲ့ဟန်တာဝတီအဖို့အခုချိန်မှာအဝဘရင်ကိုမဟာမိတ်ပြုရင်လည်းတင့်မယ်အဲ့ဒါအဝပြည်ကိုငါနိုင်ငံပြုရင်လည်းတင့်မယ်လို့ငါသဘောရတယ်အဲ့ဒါအားလုံးစုံညီတိုင်ပင်ဆွေးနွေးကြဖို့ပဲသူရှင်ရာဇာသရီ၏အသွင်သည်ပညာွယ်မင်းသားဘဝတုန်းကနဲ့လုံးဝခြားနာသွားပြီဖြစ်သည်ကိုခန္ဓာပို၍ကြီးမားကြန့်ခိုင်လာပြီးလှုပ်ရှားသမျှဟန်ပြောသမျှစကားတန်တို့တွင်ဘရင်တို့ရာဇအသွင်အပြည့်အဝပေါ်လည်နေသည်မတ်တန်လုံးသည်ခက်လန်းလန်းမှအမတ်တိန်ကိုလှမ်း၍ကြည့်လိုက်သည်အမတ်တိန်ကလည်းပြန်ကြည့်နေသည်တစုံတစ်ခုပြောပါဟုသောအထိပ္ပယ်ဖြင့်မတ်တန်လုံးကမျက်ရည်မျက်ချီပြသည်အမတ်တိန်ကနားလည်ဟန်ဖြင့်မျက်တောင်ကိုပုတ်ခတ်ပြီးနောက်ဘာမှမပြောလိုဟုသောအထိပ္ပယ်ဖြင့်ခေါင်းကိုမတိမတာခါရမ်းသည်မင်းကြီးတန်ပြတ်အပါအဝင်တက်မင်းများဆွေးနွေးကြသည်သူရှင်၏တမတ်တော်တမိန်ဥပါကောင်းလဲတက်ကြွစွာဆွေးနွေးသည်မတ်တန်လုံးအသေးချာမကြားမိဂယုဆိုင်လဲနားမထောင်မိအကယ်၍အမတ်တိန်တစ်ခုခုပြောလင်တော့နားထောင်ခြင်းသည်အဝဟန်တာဝတီအရေးတော်ကဲ့သို့သောကြီးမားသည့်အရေးတော်ကြီးအတွက်အမတ်တိန်၏အယူအဆများညီတို့ရှိသည်ကိုသိချင်သည်တခါကတိုက်ကလားဆိုင်အိမ်တော်၏ဥယျာဉ်တော်အတွင်းအမတ်တိန်နှင့်ဆွေးနွေးခဲ့မှုသောစကားများကိုလည်းသတိရနေသည်သို့သောအမတ်တိန်ထံမှတစုံတရာထွက်ပေါ်မလာချေအချိန်မီမျှကြာသွားသည်မသိတန်တော်ဆင့်၏ပြန်တန်းအမိန့်တော်ကိုကြားရတော့မှပဲမတ်တန်လုံးသတိပြန်ဝင်လာသည်ထုံးစံအတိုင်းပင်သူရှင်၏အမိန့်တော်အရစစ်ရေးတင်နှင်ကဖြူဟာချမှတ်ခြင်းပင်ရေတက်မှာဇာလာကပင်တန်ကွတ်လေ300ပပုရုပ်မွမ်းမှန်သောကြေးကွတ်လေ900ဘလူးရုပ်လက်နက်ကင်လေ900စုစုပေါင်းလေ1300စစ်ကဲအဖြစ်တမိန်ဥပါကောင်းလေတက်ပိုချုပ်မင်းအဖြစ်တမိန်ပြက်စရှေ့ဆုံးချီရန်စစ်ဦးစီးမှုအဖြစ်၎င်းအိမ်အမတ်တိန်ကိုလှမ်းကြည့်လိုက်သည်အမတ်တိန်ကပြုံးပြနေသည်သူရှင်ရာဇာသူရဲ့လှေကိုခြံရံမှုလှေတက်တွေကတမိန်တန်လှစ်တက်တမိန်ဖောက်တက်တမတ်တော်တမိန်ဗယန်းတက်တမိန်တန်ကျဲတက်တမိန်အဝမင်းကြီးတက်တမိန်အဝနန်နိုင်တက်တန်တော်ဆင်းဤအတန်ဝါကြီးသည်စစ်လင်ကာကိုတဟုန်ထိုးရွတ်ဖတ်နေသည့်နှဲ့ဖြစ်သည်အဲ့ဒီ6တက်ရဲ့နောက်ကလိုက်ရမဲ့လှေတက်တွေကအမတ်တိန်မနီရွတ်တက်တမိန်ရဲတင်ရန်တက်တမိန်ပြတ်ထပိုက်တက်စုစုပေါင်းရေတက်တွင်12တက်မတ်တန်လုံးကအမတ်တိန်ကိုပြန်၍ပြုံးကြည့်လိုက်သည်တန်လုံးငယ်စစ်ထွက်ရမှာမို့မြူးနေပြီလားဟေ့ပြုံးလို့ရီလို့ပါလားသူရှင်၏အောင်မြင်သောအတန်ကိုကြားလိုက်ရတဲ့ဖြင့်မတ်တန်လုံးရှေ့သို့ပြန်လှည့်လိုက်ရသည်သူရှင်၏စူးရသောမျက်လုံးများကိုရင်ဆိုင်လိုက်ရသည်စစ်ရေးစစ်ရာအစီအမံတစ်ခုခုရှိတိုင်းမိမိအားတန်လုံးငယ်ဟုတတိတခြားခေါ်ဝေါ်တတ်သောသူရှင်၏အကျင့်ကိုလည်းသတိရသွားသည်သူရှင်၏မိမိအပေါ်ထားရှိသောစေတနာတန်ရောစဉ်ကိုနှွေးထွေးစွာခံစားလိုက်မိသည်ထိုအခါဝဲမတ်တန်လုံး၏နှလုံးသွင်း၌စစ်သွေးတို့စူဝေလှဲ့ပတ်လာလေသည်သူရှင်ဓာဦးညွန်ပြရာအရက်မှာနတ်ဘလူးစစ်တီပဲရှိကျွန်တော်မစုံမတွန့်တိုက်ပါမယ်မတ်တန်လုံးတက်ကြွစွာပြောဖြစ်သည်အမတ်တိန်ကိုတတိမေ့သွားသည်
စုံညီစုဝေးသည့်ညီလာခံပြီးသွားပြီဖြစ်၍တပ်မင်းများနေရာမှထားကြသည်တအိမ်ချင်းထိခတ်တမ်းများနိုင်ရင်ပြင်၌ထွက်ပေါ်လာသည်အဝဘရင်မင်းကောင်၏ညီတော်မင်းသိပ်တက်ကအသက်ငယ်ငယ်နှင့်တပ်မှုစစ်ဦးစီးမှုဖြစ်နေသည့်မှတ်တမ်းလုံးကိုငေးကြည့်နေသည်တိုက်ကလားဆိုင်အိမ်တော်ရှိနှင်းကေတရားထံသို့တပ်မှု၎င်းအိမ်တဝန်ရောက်လိုသည်မှာကျုပ်ဒီတဝန်ကိုအဝနိုင်ငံစီစံတက်နေသည့်အေယာဝတီမြစ်ပြင်ပေါ်မှမိချောင်းရဲလေဤပေါင်းမိုးထဲမှရေးလိုက်ခြင်းဖြစ်သည့်နှင်းကေတရားသူရှင်၏အမိန့်တော်ဖြင့်ရေချောင်းအလုံးရင်းကြီးမားစွာစစ်ချီရာတွင်ကျုပ်သည်စစ်ဦးစီးမှုအဖြစ်အမှုတော်ထမ်းနေရသည်အဝနိုင်ငံသို့နတ်ပြန်နက်ရောက်ကြမည်မြစ်ရည်နှံရှူရှိုက်ရသဖြင့်၎င်းစစ်ချီရာခရီးတွင်ကောင်းစွာအနာရသဖြင့်၎င်းကျုပ်၏ကြောပြင်မှအနာပြောက်ကင်းတက်တာခဲ့ပြီတမားတော်များကတော့မြစ်ရည်နှံရှူရှိုက်ရခြင်းကြောင့်ဟုပြောသည်ကျုပ်ကမူနှင်းကေတရားပြုစုကုသပေးခဲ့ခြင်းကြောင့်ဟုသာယုံကြည်ထားသည်နှင်းကေတရားကိုကျုပ်ကျေးဇူးတင်လာတော်သည်အေယာဝတီမြစ်ရည်ပြင်တွင်မိချောင်းရဲလေဖြင့်စံတက်ရင်ညအခါဆိုလင်ကောင်းကင်၌အထူးပင်လှတာသည်ထိုညမျိုးတွင်နှင်းကေတရာ၏မိချောင်းဆောင်းတန်နှင့်တေးဆိုတန်ကိုတိုက်ကလားဆန်အိမ်ဥယျာဉ်ထဲ၌နားဆင်ရပါကကောင်းလေစွာဟုကျုံညီတမ်းမိသေးသည်သို့သောမိချောင်းဆောင်းတန်အစားကျုပ်၏မိချောင်းရဲလေမှလှေတက်ခတ်တန်တို့ကိုသာကြားနေရသဖြင့်ကျုပ်ယခုတဝန်ရေးနေစဉ်မှာပင်ပြုံးမိသေးတော့သည်အဝဘရင်ကလည်းကြီးချောင်းရေချောင်းအလုံးအရင်ဖြင့်စစ်ကိုငတ်နေသည်ဟုကြားသိရသည်ကြီးကျယ်သောစစ်ကိုတိုက်ရတော့မည်ဖြစ်သည်ဖြင့်ကျုပ်စိတ်များတက်ကြွမိတော့သည်ယခုတဝန်နှင့်အတူပို့လိုက်သောပန်းမျိုးစိတ်များမှာကျုပ်၏အကြက်အမှုတအူရရှိလာသောပန်းမျိုးစိတ်များဖြစ်သည်ပန်းအမည်ကိုပြောနိုင်တော့လဲကျုပ်မိသွားသည်နှင်းကေသည်ကတော့သိနိုင်လိမ့်မည်ထင်သည်၎င်းအိမ်တိုက်ကလားဆိုင်အိမ်တော်ရှိနှင်းကေသည်ထံသို့တပ်မှု၎င်းအိမ်တဝန်လွာရောက်လိုသည်မှာကျုပ်တို့တပ်များစကိုင်းကိုသိမ်းယူ၍အခိုင်နေပြီးအဝနေပြီးတော့အထက်ကတကောင်းမြို့ကိုလည်းသိမ်းယူပြီးပြီသို့တော့အဝဘရင်ဤတပ်မနှင့်ရင်ဆိုင်၍ကြီးကျယ်သောစစ်ကားမပြုတ်ရသေးကျုပ်တို့မျှော်လင့်ထားသလိုမဟုတ်စစ်မှတ်အရေးအေးချမ်းမြည်ထင်ရသည်ယခုအဝဘရင်ထံမှလှုပ်သောယဟန်တပါသူရှင်တပ်တို့ရောက်လာသည်သူ့အမည်ပေးရစကြိုသူမြတ်ဟုသိရသည်ပိတကဘေးတင်၌ကျွမ်းကျင်၍တပ်တော်31ဝါတော်17ရှိပြီဟုဆိုသည်စစ်ရေးပြင်းငိမ့်ကြည်အေးကြရန်သူရှင်နှင့်ထိုယဟန်သူမြတ်တို့စကားဆိုနေကြသည်ယဟန်သူမြတ်နှင့်သူရှင်တို့ပြေပြည့်ချိန်ခံကြသည်ဟုသိရသည်ကျုပ်ကြောပြင်မှအနာလုံးဝကင်းစင်သွားပြီးနှင်းကေသည်ဟာတနေ့စီကကြေးမုံပြင်တွင်ကြည့်မိရာတွင်လည်းကျုပ်မျက်နှာတွင်မီးဆက်သည့်အညိုအမဲကွက်များပျောက်ကွယ်နေကြောင်းတွေ့ရသည်ယခုတဝန်နှင့်အတူပို့လိုက်သောစင်းသူတော်ငယ်မှာစကိုင်းတောင်ပေါ်ရှိဖျားပထိုးမှဇေဒီရန်ရှိစင်းသူတော်ဖြစ်သည်ဖျားအမှုလို့ဝန်ထမ်းများအားအတပြပေး၍ကျုပ်ဝဲခြင်းပူဇော်ခဲ့ခြင်းဖြစ်သည်တိုက်ကလားဆန်အိမ်ရှိဖျားเจ้าဆောင်တွင်ရုပ်ပွားတော်များပြားနေသည်ကိုကျုပ်သိတော်လဲစကိုင်းမှရုပ်ပွားတော်ဖြစ်၍နှင်းကေတရားဝမ်းသာလိမ့်မည်ဟုထင်သည်နှင်းကေတရားထဲ့သွင်းထုတ်ပိုးပေးလိုက်သည့်ပန်းပေါင်းနှစ်သာစီဘူးများအနက်မှအနီရောင်ဘူးတွင်ပန်းပေါင်းစီကုန်သွားပြီးနှင်းကေတရားမာလိုက်သည့်အတိုင်းအဖြူရောင်ဘူးကိုယနေ့မှစ၍ဖွင့်သည်တက်မှု၎င်းအိမ်တိုက်ကလားဆိုင်အိမ်တော်ရှိနှင်းကေတရားထံသို့တက်မှု၎င်းအိမ်တဝန်လွာရောက်လိုသည်မှာပေးရစကြိုသူမြတ်နှင့်သူရှင်တို့စိတ်ဆက်ပြေပြစ်ကြပြီးကျုပ်တို့တက်များနှုတ်ပြီးပြန်ပြီးဆိုမှပင်အရေးတော်ထပ်၍ပေါ်ပေါက်သည်သူရှင်ဤတရားတရားဖြင့်ရွှေကြက်ရက်ဟုခေါ်သောအရက်တွင်ဖျားเจ้าတဆောင်ဆောက်လုပ်လှူဒန်းခဲ့သည်ကျုပ်တို့လှေတက်အားလုံးစုံမြေအပြုတွင်သူရှင်ဆောက်တော်ဖျားเจ้าကိုအဝစစ်သည်များမိတိုက်သည်ဟုသတင်းစကားဖြစ်ပေါ်သည်အကယ်တိမှန်မမှန်ကိုမူမသိရဖျားเจ้าပြကြနေသည်ကအမှန်ဖြစ်သည်သူရှင်အမျက်ပြင်းစွာဖြင့်တက်ပြန်ချီသည်အဝကိုရအောင်လှုပ်ကြံမည်ဟုကြုံဝါ၍ကျုပ်တို့တက်ပြန်ချီသည်စစ်သည်နီးကပ်လာပြန်ပြီးနှင်းကေသည်ဟာအရေးတော်ကြုံလာပြီဖြစ်သည်ဖြင့်ဤတဝန်နှင့်အတူသူတို့အထက်ဒေသကထွက်သောပန်းမွေးအစီဘူးတဘူးသာပို့လိုက်နိုင်သည်တက်မှု၎င်းအိမ်တိုက်ကလားဆိုင်အိမ်တော်ရှိမေနှင်းကေသည်ဟာထံသို့အမတ်တိန်မဏိရွတ်တဝန်လွာရောက်ရှိလိုသည်မှာတန်လုံငယ်ကိုယ်တိုင်ရေးသောတဝန်မဟုတ်၍မွေကေသာစိတ်မပူပန်နှင့်သူရှင်နှင့်တကွသောမင်းတပ်မှုများစစ်ပွဲတွင်ရောက်ရှိနေကြသည်တန်လုံငယ်၏အမှားအကြားအရာငါကိုယ်တိုင်ကေတထံသို့
တဝန်လွာရောက်ချင်းဖြစ်သည်တန်လုံးငယ်အနာမရှိစစ်တွင်ကောင်းစွာပွဲဝင်လျက်ရှိသည်တာဝတ္ထုဟုသောအရက်တွင်အဝတက်နှင့်တန်လုံးငယ်တက်တို့ပြင်းစွာတိုက်ကြသည်သူ့အင်အားကြီးလာ၍တန်လုံးငယ်တောတွင်တို့ခိုရသေးသည်သို့သောတက်များပြန်စု၍အဝပကန်းမင်းတက်တလုတ်စားတက်တို့ကိုဖိတိုက်ပြန်ရသွင်းရန်သူတို့တက်ပြတ်သည်အခြားတက်များထက်တန်လုံးငယ်ဤတက်သည်လက်ရတုံပန်းစင်ញင်းပိုးချေပိုရသည်သူရှင်ကဆုလက်များစွာချီးမြှင့်သည်တန်လုံးငယ်ပွဲကောင်းရပေသည်မွေကေတာမစိုးရိမ်နှင့်ညီခင်မွန်းတဲ့သူရဲကောင်းစစ်စစ်ဖြစ်တော်သည်အမတ်စစ်သူကြီးအမတ်တိန်မနီယိုဤအဝအမတ်စစ်တီကအရွယ်ငယ်ပေမဲ့စကားပြောတဲပြေပြစ်တာပဲမင်းကအင်းပဲတကြီးမဟုတ်လားဟုတ်ပါတယ်သူရှင်နားထောင်ဆိုင်အင်းပဲတကြီးမှန်ပါသူရှင်ညတဲ့ရွှေဆန်တော်ဖျားရင်မြင်တော်ပေါ်မှာမင်းတို့ဘရင်မင်းကောင်နဲ့ငါနဲ့တစ္ဆာဆိုခဲ့ကြတယ်ပြီးတော့စစ်ကိုငြိမ်းအေးဖို့ဂတိကဝတ်ထားခဲ့ကြတယ်ပြီးတော့ညီတော်မင်းခေါင်ကပဲငါအကြောင်းမဟုတ်မမှန်ကြမ်းကြုတ်တဲ့စကားနဲ့ဇင်းမယ်မင်းထံစာရေးလို့ဇင်းမယ်နဲ့ငါလဲစစ်ဖြစ်ခဲ့ရတယ်ဟုတ်လားဟေးအင်းပဲတကြီးကစကားပြန်မဆိုယခုအခါအဝဘရင်စစ်တီမူးမတ်အစုနဲ့ငါစစ်တီမူးမတ်အစုတို့တစ္ဆာပြုကြဖို့ညီတော်မင်းကောင်စကားဆိုလာပြန်တယ်ဒီတခါတစ္ဆာပြုပြီးရင်ကောညီတော်မင်းကောင်ကအယုဒ္ဓယမင်းစီစာရေးအောင်မလားကွနန်းရင်မြေတစ်ခုလုံးလှုပ်လှုပ်ရွရွဖြစ်သွားသည်သို့သောသူရှင်၏မျက်နှာတွင်ဒေါသအရေးအယောင်တို့မရှိကြောင်းမတ်တန်လုံးတွေ့နေရလေသည်ငယ်ရွယ်နှုပြူသောအဝအမတ်စစ်သည်အင်းပဲတကြီးလဲသူရှင်၏ပလင်ရှိတွင်ဒူးထောက်၍ရဲရင်တီကြီးစွာပြန်ပြောလေသည်စစ်မက်အရေးမှာတစ်ဖက်နဲ့တစ်ဖက်ဟာဖောက်ပြန်မှုတွေကိုပဲမြင်တတ်ကြပါတယ်သူရှင်ကောက်ကွေးတဲ့ချွန်းသီးလက်နက်ဟာဖြောင့်ဆင်းတဲ့လှန်တန်ရိုးကိုမချိတ်နိုင်ပေမဲ့သူ့လိုပဲကောက်ကွေးတဲ့ချွန်းသီးတစ်ခုနဲ့တော့ချိတ်ငင်နိုင်စမြဲဖြစ်ပါတယ်ကျွန်တော်မျိုးရဲ့အရှင်သခင်ဘရင်မင်းကောင်အမှားတော်ရှိလိုက်တာကဒီလိုသာတဦးနဲ့တဦးပြောဆိုဆွဆွဲတိုက်ခိုက်နေကြမယ်ဆိုရင်တန်တရားဆုံးတော့မယ်မဟုတ်ဝိပရိတ်ဆက်လည်းဆုံးတော့မည်မဟုတ်ဒီအခါမှာနှစ်ဖက်တိုင်းသူပြည်သားများလေယာချောင်းများစပားကြီးများသူရဲကောင်းတဲ့စင်မြင့်ရိတ်ခါများနွမ်းနယ်ပျက်စီးကုန်ကြမှာဖြစ်တဲ့အတွက်အပြစ်တွေကိုစွန့်ပယ်ကြပြီးနှစ်ဖက်မူးမတ်တွေအချင်းအချက်တစ္ဆာဆိုကြဖို့ဘရင်မင်းကောင်ကအလိုရှိနေပါတယ်ပြီးတော့ဘရင်မင်းကောင်ရဲ့အမှားစကားအရာဆိုရင်အေးချမ်းသောထီးဖြူရိတ်နှရိတ်ဖြစ်ဖို့အတွက်ညီတော်ဖြစ်သူကနောက်တော်သူရှင်ရာဇာတရစ်ကိုကန့်လန့်အားကိုးနေပါတယ်လို့ဆိုပါတယ်သူရှင်နန်းရင်ပြင်၌ပြန်လဲတိတ်ဆိတ်သွားသည်အင်းပဲတကြီး၏အောင်မြင်သောအတန်သည်ကနှုတ်ကွက်တိုင်လုံးများကိုရိုက်ခတ်ကာရင်ပြင်ထဲရှိလူအားလုံး၏ရင်ထဲသို့စီးဝင်သွားလေသည်အမတ်တိန်ဘလို့သဘောရလဲအနီးရှိတက်မင်းများစစ်ကဲများကိုကြော်လျက်ခက်လန်းလန်းရှိအမတ်တိန်ကိုသူ့ရှင်လှမ်း၍မိသည်အမတ်တိန်လည်းမတ်တန်လုံးကိုဝိဝိုက်ကြည့်လိုက်ပြီးဒူးထောက်လိုက်လေသည်အင်းပဲတကြီးလျှောက်တဲ့စကားဟာတင့်မြတ်တဲ့စကားဖြစ်ပါတယ်သူရှင်ကမ္ဘာလောကရဲ့တရားဓမ္မနဲ့လည်းရှင်ပါတယ်ကြဲပြတ်နှက်ဆိုင်တဲ့အမြင်ကိုလည်းစောင်းပါတယ်ဘရင်မင်းကောင်ရဲ့ကန့်လန့်ချက်ဟာလည်းရင်ကျေးချိုတာပွဲဖြစ်တာမို့လက်ခံဆောင်ရွက်သင့်ပါတယ်မင်းကြီးတမိန်ပြတ်စာတမိန်အဝနန်နိုင်တမိန်စိတ်ပြဲတမိန်ဥပါကောင်းတို့ကဘာပြောချင်ကြသလဲသဘောချင်းညီကြပါတယ်သူရှင်အမတ်တိန်စကားတင့်မြတ်ပါတယ်သူရှင်ရာဇာတရစ်သည်နှစ်ချိုက်စွာပြုံးလိုက်လေသည်တင်းမာခတ်ထန်ခြင်းတို့ပျောက်ကွယ်နေသည့်သူရှင်၏မျက်နှာမှာယခုလိုအခါမျိုးတွင်လည်းစင်စစ်နှစ်လိုပွဲဖြစ်သည်ဟုမတ်တန်လုံးတွေးနေမိသည်ကောင်းပြီအင်းပဲတကြီးမင်းသွားနိုင်ပြီတစ္ဆာစကားဆိုကြမယ်နေ့ရက်အချိန်ကာလတွေကိုအမတ်စစ်သူကြီးအချင်းချင်းအချိန်အချက်ပြုကြပေတော့အင်းပဲတကြီးသည်သူရှင်ကိုဥခိုက်လျက်နန်းရံပြင်မှထသည်တစ္ဆာစကားဆိုကြမည်အချင်းအချက်အစီအမံကိုညနေပိုင်းတွင်ဆွေးနွေးကြသည်ပန်းကျော်ချောင်းတောင်ပြင်အရက်လပြည့်နေ့ညနေခင်းထိုနေ့ညဦးတွင်အင်းပဲတကြီးပြန်သွားသည်ညင်လေတွင်သူရှင်ဤနန်းတော်၌တပ်မင်းများစစ်ကဲများတပ်မှုများတွေ့ဆုံကြရပြန်လေသည်တလွန်ငယ်တွင်ထိုင်သောသူရှင်ဤဝဲရာကိုဝန်းရံလျက်တပ်မင်းများစုဝေးထိုင်ကြသည်တမိန်ပြတ်စအမတ်ဒိတ်တမိန်အဝနန်းနိုင်တမိန်စိတ်ပြဲတမိန်ဥပါကောင်းတမိန်တန်လှဲ့တမိန်တန်ကျဲအမတ်မဟာတမွန်နှင့်မတ်တန်လုံး
ညက်လေတွင်ထပ်မံစုဝေးကြရမည်ဟုသောအမိန့်ကိုနောက်ကျမှသိရသဖြင့်မတ်တန်လုံးရောက်သွားသောအချိန်တွင်အားလုံးစုံညီနေုံမျှမကဆွေးနွေးနှီးနှောမှုစကားတို့ကိုပင်အတော်အတန်ပြီးစီးနေလေပြီမတ်တန်လုံးထိုင်မိချိန်တွင်မင်းကြီးတမိန်ပြဆစကားပြောနေသည်ကိုကိုသူကတစ္ဆာဆောင်ရင်ကိုကလည်းစောင့်ရမှာပဲသူကမဆောင်ရင်ကိုကလည်းစောင့်စရာမလိုဘူးစစ်ရေးကာလမှာတစ္ဆာဆိုတာဟာအခြေအနေအရရက်ကိုလိုက်ပြီးပြောင်းလဲသွားမှာပဲဒါဟာနိပရိယရဲ့အဆွဲအပွားတစ်ခုဖြစ်တယ်တမိန်တန်လက်ကလည်းစိတ်အားထက်သန်စွာဝင်ပြောသည်မင်းကြီးတန်ပြက်ပြောတာဟုတ်တယ်ကျွန်တော်နားလေတာကလည်းတစ္ဆာဆိုတာအရှင်သခင်နဲ့ကျွန်အကြားမှာပဲဖြစ်ပေါ်နိုင်တယ်ရန်သူနဲ့မိမိအကြားမှာတစ္ဆာဆိုတာမရှိနိုင်ပေဘူးရန်သူအပေါ်ကိုကျင့်သုံးဖို့ကတစ္ဆာစောင့်သိခြင်းမဟုတ်ဘူးတင်တင်ကဗျူဟာနဲ့ဖြစ်ဖြစ်နီးဗျူဟာနဲ့ဖြစ်ဖြစ်အနိုင်ယူဖို့ပဲစကားနဲ့တော့တမိန်ဥပါကောင်းပင်အေးဆေးစွာဖြင့်ဝင်ရောက်ပြောဆိုသည်စစ်ပွဲမှာလက်ဦးမှုရယူခြင်းဟာအရေးကြီးတဲ့အချက်ဖြစ်တယ်အပြည့်အစုံကိုနားမလဲတော့လဲလပြည့်နေ့ပန်းကျော်ချောင်းတောင်ပြင်တစ္ဆာဆိုပွဲအတွက်ရည်ညွှန်းနေကြသည်ကိုမတ်တန်လုံးသိလိုက်သည်ဝင်ရောက်ပြောဆိုခြင်းမပြုတော့အမတ်တိန်အနီးသို့မတ်တန်လုံးတိုးသွားသည်အမတ်တိန်ကမတိမတာခေါင်းရမ်းပြနေသည်မတ်တန်လုံးဘာမှဝင်မမေးတော့သူ့ရှင်ကတိကျပြတ်သားစွာစကားဆိုသည်အဲ့ဒီတော့တောင်ပြင်တစ္ဆာဆိုပွဲပြီးရင်အစီအမန်အရမင်းတို့အမတ်စစ်တီအဖွဲ့ကအဝဘယင်မင်းတို့အမတ်စစ်တီအဖွဲ့ကဘယင်မင်းကောင်စီတွားကြတော့ကြပနာဆက်ကြရမယ်မဟုတ်လားအဲ့ဒီအချိန်မှာအဝဘယင်ကိုရအောင်ဖမ်းအဝအမတ်စစ်တီတွေကလည်းငါစီလာကြတော့ကြမယ်သူတို့ကိုလည်းဒီကဖမ်းထားလိုက်မယ်ပြပြရရရှိကြစေအားလုံးအသီးသီးနေရာမှာထားကြသည်မတ်တန်လုံးလည်းအကျိုးအကြောင်းအစုံအလင်မသိရသေးပဲလျက်နေရာမှာထားရသည်တစ္ဆာဆိုမဲ့တောင်ပြင်တဲတောင်ပြင်မှာဓာတ်လန်နေမြုပ်ထားဖို့တမိန်တန်လက်တာဝန်ယူထားတယ်မဟုတ်လားတမေဥပါကောင်းမေးတန်ကိုမတ်တန်လုံးကြားလိုက်ရသည်ဟုတ်ပါတယ်ဥပါကောင်းကျုပ်တာဝန်ယူထားတယ်အဆဆစိတ်ချထားပါသူရှင်ရာစာသူတွေလည်းအတွင်းဆောင်သို့ပြန်ဝင်သွားခဲ့ပြီးဖြစ်သည်အမတ်တိန်ကိုမတ်တန်လုံးရှာကြည့်သေးသည်မတွေ့ရတော့နောက်ဆုံးနန်းဆောင်ထဲတွင်တဦးတည်းကြံတော့သည်ကိုတတိပြုမိတော့မှပဲမတ်တန်လုံးတဲစခန်းစီတို့ပြန်ဝင်လာခဲ့သည်မှောင်မိုက်တော့ညင်အလဲတွင်တက်စခန်းသို့တကူရီပြန်လာရင်မတ်တန်လုံးရင်ထဲ၌တခုခုဒီပိတ်ဆို့နေသည်စောစောကတက်မှုများစုံညီဆွေးနွေးပွဲကိုဘဝင်မကြတစ္ဆာဆိုပွဲအတွက်မင်းကြီးတန်ပြန်နေတကွသောတက်မင်းကြီးများပြောကြသည်ကိုစိတ်ထဲတွင်တမျိုးတမည်ခံစားနေရသည်တမိန်တန်လက်တာဝန်ယူထားသည်ဆိုသောအစီအစဉ်အတွက်လည်းနောက်ကြည့်ရှုပ်ထွေးနေသည်ကင်းဆောက်လှန့်ရှည်ကရဲမှန်နှဦးအလယ်မှဖြတ်လျက်တဲအတွင်းသို့ဝင်လာခဲ့သည့်အထိမတ်တန်လုံးအတွေးများရှုပ်ထွေးနေသည်ကိုကြက်တင်တိုင်းကိုမချွတ်ဘဲဆက်ရပေါ်လှဲချလိုက်သည်တစ္ဆာဆိုတာဟုသောစောစောကဆွေးနွေးပြောဆိုတန်များသည်နားထဲကမထွက်မတ်တန်လုံးဆက်ရမှပြန်ထသည်ခေါင်းရင်းရှိခုံပေါ်မှစီမီကိုထွန်းညှိပြီးငေးငိုင်စွာထိုင်နေမိပြန်သည်အမတ်တိန်နှင့်မတွေ့လိုက်ရစကားမပြောလိုက်ရ၍လည်းစိတ်ထဲတွင်မကျေနပ်ယခုညမှပင်အမတ်တိန်နှင့်စကားတွေပြောချင်နေသည်အမတ်တိန်ပြောနေတတ်သည့်လေးနဲ့ကျဲပြန့်သောစကားများကိုနားထောင်ခြင်းမိသည်ရင်ထဲတွင်တခုခုပြည့်ကျက်လာသဖြင့်အနီးရှိပေရွက်နှင့်ကညစ်တံကိုလှမ်းယူလိုက်သည်စီမီနောက်ထပ်တစ်ခုထွန်းညှိလိုက်သောအခါလုံလောက်သောအလင်းရောင်ကိုရရှိလာလေသည်ပေရွက်ပေါ်သို့ကညစ်ကိုတင်လိုက်သည်ချွန်မြသောကညစ်သွားသို့စတင်လှုပ်ရှားသည်တိုက်ကလားဆိုင်အိမ်တော်ရှိနှင်းကေတရားထံတက်မှုလကွန်းအိမ်တဝန်လွာရောက်လိုသည်မှာအဝဘယင်နှင့်သူရှင်တို့၏နှစ်ဖက်စစ်သည်အစုတို့စစ်ပြေငြိမ်းရေးအတွက်တစ္ဆာဆိုပွဲပြုလုပ်စီမံကြသည်လာပြေနှင့်ညနေခင်းပန်းကျော်ချောင်းတောင်ပြင်တွင်အချင်းအချက်ပြုရာကျုပ်လည်းပါဝင်သည်သို့သောတစ္ဆာဆိုပွဲမှသည်ကြီးမားသောအရေးတော်တရက်ပေါ်ပေါက်အောင်မည်ဟုကျုပ်စိတ်ထဲထင်နေမိသည်တစ္ဆာဆိုသောစကားနှက်ကိုကျုပ်တို့တက်မှုများအမျိုးမျိုးဖွင့်ဆိုကြရာတွင်ကျုပ်စိတ်ထဲမရှင်းမလင်းရှိလာတော့သည်တောင်ပြင်အောက်တွင်ဓားလံများမြုပ်ဝတ်ထားပြီးအမတ်စစ်တီတို့ကိုလက်ရဖမ်းရန်အစီရင်ပြုကြသည်ဤအရေးသည်ပြုထိုက်သလားမပြုထိုက်သလားကျုပ်တွေးမရရှိနေသည်သူရှင်ရာဇာသူရစ်ကမူတဝင်းဒီအဆုံးမတတ်နိုင်ခဲ့သူရှင်ရာဇာသူရစ်ဟူသောစာလုံးများကိုရေးရင်းလေးစားမြတ်နိုးသောသူရှင်၏မျက်နာကိုပေရွက်ပေါ်တွင်မြင်ရောက်လာသောအခါ
ကညစ်ကင်ထားသောလက်တို့တုံဆိုင်သွားလေသည်ထောက်ထားသောလက်နှစ်ခုအကြားတို့ဦးခေါင်းကိုထိုးသွင်းပြီးအဖြစ်ရလက်မထွက်နိုင်သောပြဿနာကိုမတ်တန်လုံးစဉ်းစားတွေးတောမိပြန်သည်ညင့်တကောင်လွဲပဟိုတီးတံပေါ်ထွက်လာပြီးအဆောက်ရဲမတ်တို့လူလဲသည့်အတန်များပင်ကြားရပြီဖြစ်သည်မတ်တန်လုံးသည်ရေးလက်စပေရွက်ကိုမိသေးခါစမိဖို့ထဲသို့ပြစ်လိုက်သည်6သွေ့ကျွတ်ဆက်သောပေရွက်သည်လူးလွတ်ရှက်လိန်သွားပြီးမိလောင်ကျွမ်းသွားသည်သို့သောမိဖို့မှလည်းမိခဲအနှဲငယ်သာရှိသည့်အတွက်အားလုံးကိုလောင်ကျွမ်းမသွားခဲ့ပေရွက်၏အစိတ်အပိုင်းတစကြံရိပ်ခဲ့သည်ထိုအစအနပေါ်တွင်မတ်တန်လုံးရေးခဲ့သောစာလုံးနှလုံးပေါ်နေသည်မိလောင်ကျွမ်းသွားသောပေရွက်အစအနပေါ်မှစာလုံးနှလုံးတစ္ဆာလင်္ကာဒီပစာအုပ်တိုက်ကထုတ်ဝေပြီးဆရာချစ်ဦးညိုရေးသားထားတဲ့နှင်းကေတရားချစ်တဲ့သူရဲကအပိုင်း15ကိုတင်ဆက်လုပ်ပြီးပါပြီ။နားဆင်အားပေးခဲ့သူအားလုံးကိုကျေးဇူးတင်ပါတယ်။ဤစာအုပ်ကိုတအုပ်လုံးတင်ဆက်ခွင့်ရအောင်မေတ္တာဖြင့်ခွင့်ပြုပေးပါတော့ဆရာချစ်ဦးညိုကိုအထူးကျေးဇူးတင်ပါတယ်။ Audio book by Set